အတွင်းစိတ်၏ငြိမ်သက်ခြင်းကိုရှာဖွေခြင်းတရားချစ်ခင်သူတို့စဉ်အပေါင်းတို့ယနေ့ကာလကျွန်ုပ်တို့အားလုံးဟာအလုံးမဲ့အလုံးများလာတဲ့စိတ်ဖြစ်စည်းမှုတွေများလာတဲ့လောကကြီးထဲမှာနေထိုင်နေကြရပါတယ်မနက်မိုးလင်းတာနဲ့တပြိုင်နက်အတွေးပေါင်းများစွာလှုပ်ရှားအလုပ်ပေါင်းများစွာကကျွန်ုပ်တို့ရဲ့စိတ်ကိုလာရောက်နှောက်ယှက်ကြတယ်ဒီလိုနဲ့ပဲနေ့တွေလတွေနှစ်တွေကုန်ဆုံးသွားတဲ့အခါမှာစစ်မှန်တဲ့စိတ်ရဲ့ငြိမ်သက်ခြင်းဆိုတာဘာလဲလို့ကိုယ့်ကိုယ်ပြန်မေးရတဲ့အခြေအနေတွေကြုံလာရပါတယ်ကျွန်ုပ်တို့ရဲ့စိတ်ဟာလှိုင်းထန်နေတဲ့ရေကန်ကြီးတစ်ကန်နဲ့တူပါတယ်အပြင်လောကရဲ့လေပြင်းတွေတိုက်ခတ်တိုင်းမှာစိတ်ရည်ပြန်အားလှုပ်ခတ်ပြီးနောက်ကျသွားတယ်အဲ့ဒီနောက်ကျနေတဲ့ရေထဲမှာကျွန်ုပ်တို့ဟာဘာလို့မှရှင်းရှင်းလင်းလင်းမမြင်နိုင်တော့ပါဘူးပျော်ရွှင်မှုအစစ်မှန်ဆိုတာကိုလည်းမခံစားနိုင်တော့ဘူးဒီနေ့မှာတော့အဲ့ဒီစိတ်လိုင်းတွေကိုဘယ်လိုငြိမ်သက်အောင်လုပ်ပြီးကြည်လင်တဲ့စိတ်ရည်တွေကိုပြန်လည်ရရှိအောင်ဘယ်လိုကျင့်ကြံရမလဲဆိုတဲ့အကြောင်းကိုဗုဒ္ဓမြတ်စွာရဲ့အဆုံးအမနဲ့အညီဆွေးနွေးပြောပြပြီးတော့မှာပဲဖြစ်ပါတယ်ငြိမ်သက်ခြင်းကိုအပြင်မှာမရှာပါနဲ့လူအများစုဟာပျော်ရွှင်မှုနဲ့ငြိမ်သက်ခြင်းကိုအပြင်လောကမှာလိုက်လံရှာဖွေတတ်ကြတယ်ပစ္စည်းဥစ္စာတွေအများကြီးပိုင်ဆိုင်ရင်ယာရုကုန်ရှိန်တွေမြင်မာလာရင်တခြားသူတွေရဲ့ချစ်ခင်မှုကိုရရှိရင်စိတ်ချမ်းသာမယ်လို့ထင်ကြတယ်ဒါတွေဟာခဏတာတော့ပျော်ရွှင်မှုကိုပေးနိုင်ပါတယ်ဒါပေမဲ့ဒါဟာတကယ်ငြိမ်သက်ခြင်းအစစ်မဟုတ်ပါဘူးတန်လျက်ကိုရည်ထင်ပြီးလိုက်ဖမ်းနေတယ်လို့ပါပဲမြတ်စွာဘုရားကဟောကြားတော်မူခဲ့ပါတယ်ဒုက္ခနဲ့ဒုက္ခအလုံးရဲ့မူလအရင်းမြစ်ဟာမိမိရဲ့စိတ်ဓာတ်ဖြစ်တယ်တဲ့ဒါကြောင့်စစ်မှန်တဲ့ငြိမ်းချမ်းခြင်းကိုလိုချင်ရင်အပြင်လောကကိုပြုပြင်ဖို့ကြိုးစားနေရတဲ့မိမိရဲ့အတွင်းစိတ်ကိုပြုပြင်ဖို့ကသာအဓိကကြပါတယ်သင်စိတ်ငြိမ်သက်နေရင်သင်ဘယ်နေရာမှာပဲနေနေဘယ်လိုအခြေအနေမှာပဲရှိရှိငြိမ်သက်ခြင်းကိုသင်ခံစားနိုင်ပါပါပြစ္ဆုတ်ပံတည့်တဲ့မှာပြီပါကျွန်ုပ်တို့ရဲ့စိတ်ဟာအတိတ်ကိုပြန်ပြေးလိုက်အနာဂတ်ကိုကြိုရောက်သွားလိုက်နဲ့အမြဲတမ်းခရီးသွားနေပါတယ်အတိတ်ကိုပြန်တွေးတဲ့အခါနောင်တတွေအပူပင်တွေပါလာတတ်တယ်အနာဂတ်ကိုကြိုတွေးတဲ့အခါစိုးရိမ်ပူပန်မှုတွေကြောက်ရွံ့မှုတွေဖြစ်လာတတ်တယ်အဲ့ဒီအချိန်မှာကျွန်ုပ်တို့ဟာပြစ္ဆုတ်ပံမှာအသက်ရှင်နေထိုင်ဖို့မိလျော့သွားကြတယ်ငြိမ်သက်ခြင်းဆိုတာတိတ်မှလည်းမရှိဘူးအနာဂတ်မှလည်းမရှိပါဘူးသူရှိတဲ့တခုတည်းသောနေရာကတော့ယခုဆိုတဲ့ပြစ္ဆုတ်ပံတည့်တဲ့မှာပါပဲသင်ဟာသင်ရှုသွင်းလိုက်တဲ့လေသင်ရှုထုတ်လိုက်တဲ့
လေပေါ်မှာတတိလေးကပ်ပြီးအာယုံစိုက်လိုက်တဲ့အခါတင့်စိတ်ဟာပြစ္ဆုတ်ပံကိုပြန်ရောက်လာပါတယ်အဲ့ဒီအခါမှာအတိတ်ကအပူတွေအနာဂတ်ရဲ့စိုးရိမ်မှုတွေခဏတာကင်းစင်ပြီးစိတ်ရဲ့ငြိမ်သက်ခြင်းကိုစတင်ခံစားရမှာဖြစ်ပါတယ်မိမိစိတ်ကိုတတိဖြင့်စောင့်ကြည့်ပါစိတ်ထဲမှာအတွေးတွေခံစားချက်တွေဟာမိုးပေါ်ကတိမ်တိုက်တွေလိုပါပဲအမြဲတမ်းဖြစ်လိုက်ပြက်လိုက်ရွေတရားပြောင်းလဲနေပါတယ်ကျွန်ုပ်တို့လုံးမိတဲ့အမားကအဲ့ဒီအတွေးတိမ်တိုက်တွေလိုက်ပြီးဖမ်းဆုပ်ထားကြတာပါပဲကောင်းတဲ့အတွေးတွေဆိုရင်လည်းဆွဲလန်းနေမကောင်းတဲ့အတွေးဆိုရင်လည်းတွန်းထုတ်ခြင်းနဲ့ဒီလိုတွေးလေစိတ်ဟာပူပြီးပင်ပန်းလေပါပဲတရားကျင့်ကြံခြင်းဆိုတာအဲ့ဒီအတွေးတွေကိုတိုက်ထုတ်နေတာမဟုတ်ပါဘူးဖြစ်ပေါ်လာတဲ့အတွေးတိုင်းခံစားချက်တိုင်းကိုအတွေးတစ်ခုဖြစ်လာတာပဲဝမ်းနေတဲ့ခံစားချက်လေးပေါ်လာတာပဲဆိုပြီးဗမ်းမလိုက်တဲ့သတိတရားနဲ့စောင့်ကြည့်နေတာပါတိမ်တိုက်တွေကိုကောင်းကင်ဘော်ကနေငြိမ်ငြိမ်လေးထိုင်ကြည့်နေတယ်လို့ပါပဲသင်ကသူ့ကိုမဆွဲလန်းမတွန်းထုတ်ပဲစောင့်ကြည့်နေလိုက်တဲ့အခါသူ့အချိန်တန်ရင်သူဟာအလိုလိုပြေပြောက်သွားမှဖြစ်ပါတယ်ဒီလိုစောင့်ကြည့်နိုင်တဲ့တတိတရားခိုင်မာလာတာနဲ့အမျှစိတ်ရဲ့တည်ငြိမ်မှုနဲ့ငြိမ်သက်ခြင်းကိုသင်ပိုင်ဆိုင်လာမှာဖြစ်ပါတယ်ဒါကြောင့်တရားချက်ခင်သူတော်စင်အပေါင်းတို့စစ်မှန်တဲ့ငြိမ်သက်ခြင်းကိုရရှိဖို့အတွက်ပစ္စည်းဥစ္စာအချွေအရန်စတဲ့အပြင်လောကမှာမရှာဖွေပဲမိမိရဲ့အတွင်းစိတ်မှသာရှာဖွေပါနှစ်အတိတ်နဲ့အနာဂတ်ကိုခဏထားပြီးပြစ္ဆုတ်ပံတဲတဲ့မှာသတိနဲ့နေပါတော့ဖြစ်ပေါ်လာတဲ့စိတ်အစဉ်ကိုတိုက်ခိုက်မနေပဲသတိတရားနဲ့သာစောင့်ကြည့်ပါဒီအချက်တွေကိုနေ့စဉ်ဘဝထဲမှာထည့်သွင်းကျင့်ကြံသွားမယ်ဆိုရင်လှိုင်းထန်နေတဲ့တင့်စိတ်ရည်ပြင်ဟာတဖြည်းဖြည်းကြည်လင်အေးချမ်းလာပြီးငြိမ်သက်ခြင်းအစစ်အမှန်ကိုမလွဲမသွေခံစားရရှိနိုင်မှာဖြစ်ပါတယ်လို့တိုက်တွန်းရင်းညီကုန်းချုပ်လိုက်ပါတယ်ဤတရားတော်ကိုနာကြားရဟောကြားရသောကုသိုလ်ထူးကြောင့်တရားချစ်ခင်သူတို့စဉ်အပေါင်းတို့နဲ့တကွာတတ္တဝါအားလုံးကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာပြီးရင်ငြိမ်သက်ခြင်းအစစ်မှန်ကိုရှာဖွေတွေ့ရှိနိုင်ကြပါစေ။